အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာမျိုးမြင့်ပါအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့မိုးရာသီမှာစိုးထိုင်းစားတွေများတဲ့အချိန်မှာတေချာမချောက်သေးတဲ့အတွင်းကန်တွေကိုဝတ်မိရင်ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘယ်လိုယောဂဝေဒနာတွေလဲဆိုတော့အနံ့ဆိုးထွက်တာကိုယ်ညှင်းပေါက်တာရေပြားမှုဆွဲတာရေပြားရှားရံတာမိမကူရားရံပြီးတော့ဖြောင်ရမ်းတာဖြူစင်းတာစတဲ့ယောဂဝေဒနာတွေကြုံတွေ့ရတတ်ပါတယ်။မျိုးသမီးအင်္ဂါစိတ်ပိုင်းတွေကဆိုရင်မျိုးသားတွေထက်ပိုပြီးတော့လူညံ့ပြီးတော့ယောဂပိုးဝင်လွယ်တဲ့အတွက်ကြောင့်မလို့မျိုးသမီးတွေအနေနဲ့ပိုပြီးတော့လည်းယူဆိုင်ပြီးတော့ကြားဖို့လိုအပ်ပါတယ်ခင်ဗျ။နောက်ဗီဒီယိုလေးမှာတော့အခုလိုမျိုးအတွင်းကန်တွေမချောက်ဘဲနဲ့ဝတ်မိရင်ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာလေးတွေကိုဖြေရှင်းဖို့နည်းလမ်းလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာမျိုးမြင့်ပါအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့မိုးရာသီရဲ့စိုးထိုင်းစားတွေကြောင့်တေချာမချောက်ဘဲနဲ့အတွင်းကန်တွေကိုဝတ်တဲ့အခါမှာကြုံတွေ့ရတတ်တဲ့ပြဿနာလေးတွေရှိပါတယ်ဒီလိုပြဿနာတွေမဖြစ်အောင်ဘယ်လိုမျိုးလုပ်ဆောင်အောင်လဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခြေသားအတွင်းကန်တွေကိုရွေးချယ်ဝတ်ပေးပါမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဖားဥဆွဲနေပြီးတော့ပိုတက်နေတဲ့အတွင်းကန်တွေရောင်ပြောင်းပြီးတော့ပေါက်ပြဲနေတဲ့အတွင်းကန်တွေကိုတော့မဝတ်ပါနဲ့အသစ်ပဲနေလိုက်ပါတော့နော်ပြီးတော့အတွင်းကန်ကိုကျွန်တော်တို့မိုးရေဆူလာတဲ့အတွင်းကန်တွေပေါ့နော်မိုးရေဆူလာတဲ့အတွင်းကန်တွေကိုတေချာလျှော်ပေးပါချက်ချင်းလျှော်ပေးပါအဲ့လိုလျှော်တဲ့နေရာမှာလေအပြင်းစားဆက်ပြားတွေစွန့်ချွတ်စေတွေအမွှေးရည်တွေမသုံးဘဲနဲ့တာမန်ဆက်ပြားနဲ့ပဲရေများများနဲ့စင်ကြယ်အောင်လျှော်ဖို့ပေးပါလျှော်ဖို့ပြီးသားအတွင်းကန်တွေကိုလည်းနေအောင်ကြီးထိတွေ့တဲ့နေရာဒီဝင်လေထွက်ကောင်းတဲ့နေရာမှာတေချာလမ်းပေးပါအဲ့လိုလမ်းတဲ့နေရာမှာလည်းအခြားသောအဝတ်တွေနဲ့ဖုံးအုပ်ထားပြီးတော့တေချာမချောက်တာမျိုးမဖြစ်အောင်ပြုပေးပါအကယ်၍အဲ့လိုလုပ်နေတာတော့မှအတွင်းကန်တေချာမချောက်ဘူးဆိုရင်တော့6ခံဆက်သို့မဟုတ် dryer နဲ့မှုတ်ပေးပါပြီးသွားရင်တော့တေတေချာချာမီးဘူးတိုက်ပေးပါမီးဘူးတိုက်ပြီးမှပဲအတွင်းကန်တွေကိုဝတ်ပေးပါအဲ့လိုမျိုးအတွင်းကန်ဝတ်တဲ့နေရာမှာလည်းကျွန်တော်တို့ရမ်းကြက်တဲ့အတွင်းကန်တွေဝတ်တာမျိုးကိုရှောင်ကျဉ်ပေးပါဒီကိုတန်ရှင်းကိုအလေးထားဆောင်ရွက်ပေးပါပေါင်ကြားနဲ့ private area ကိုတေချာစီကြောပေးပါဒီလိုမျိုးလှုပ်ဆောင်ပေးမယ်ဆိုရင်တော့မချောက်ဘဲနဲ့ဝတ်လိုက်လို့ဖြစ်တဲ့ပြဿနာတွေကိုရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်ဗျ